ကဲအခုကတော့ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ဒီ market တစ်ခုလုံးကျွန်တော်တို့ပုံနဲ့လိုက်လဲတာဖြစ်ပါတယ်ကဲခဏကျွန်တော်တို့ရောက်ရှိနေတာဖတ်ရရဲ့နာမည်အကြီးဆုံးဖြစ်တဲ့ floating market ဖြစ်ပါတယ်အခုဒီ floating market မှာကျတော့ကျွန်တော်တို့ထိုင်းရိုးရာတွေကိုမြင်တွေ့ရမှာပါဟိုလွန်ခဲ့တဲ့ရှေ့ဟောင်းတုန်းကသူတို့ရဲ့နေပုံထိုင်ပုံရိုးရာတွေကျွန်တော်တို့ဒီဈေးထဲမှာမြင်ရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ boat တင်နဲ့လဲလို့ရတယ်အထက်မှာ shopping တွေလုပ်လို့ရမယ်စားကြတောက်စားတွေထိုင်းရိုးရာနဲ့အကုန်လုံးအစားအစာတွေရမယ်ဗျာကဲကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်အောင်ကျွန်တော်ဒီ floating market ကိုစဝင်တာနဲ့ဟိုဒီမှာကျွန်တော်တို့ထိုင်းနိုင်ငံရဲ့ဘရင်ဘူမိဘော်ရဲ့ဒီငယ်ရွယ်စဉ်ကနေစပြီးတော့ဓာတ်ပုံတွေလည်းအကုန်လုံးရှိသလိုဒီမှာတစ်ချိန်တော့အရင်တော့ဘရင်တွေရဲ့ဓာတ်ပုံတွေလည်းအကုန်လုံးမြင်တွေ့ရမှာပေါ့နော်ဒါတော့အခုကျွန်တော်တို့စပြီးမှဝင်တဲ့အဝင်ပေါက်ဖြစ်ပါတယ်ဗျာကဲကျွန်တော်တို့ကတော့အခုဘုံနဲ့သွားနေပါပြီကဲအခုကတော့ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ဒီ market တစ်ခုလုံးကျွန်တော်တို့ဘုံနဲ့လိုက်လဲတာဖြစ်ပါတယ်အမှန်ဒါမျိုးဘုတ်တွေစီးမဲ့ဆိုရင်လည်းရပါတယ်အခုဒါကတော့ကျွန်တော်တို့ market ကိုစတာဖြစ်ပါပြီဒီကနေကျွန်တော်တို့ထိုင်းရိုးရာဝတ်စုံတွေအဝတ်တွေပြီးတော့ဘယ်လိုပြောလဲဒီမှာ massage တွေပြီးရင်ဒီမှာထိုင်းရဲ့ရိုးရာအစားအစာတွေအကုန်လုံးဒီမှာတုံးဆောင်လို့ရပါတယ်ဒီမှာကျတော့ကျွန်တော်တို့ရိုးရာအစားအစာတွေပေါ့နော်ဟိုအရင်ခေတ်တုန်းကလည်းမျိုးခုံနေပါတယ်နဲ့မဟုတ်ပါဘူးဒါမျိုးကျမ်းပြစ်မှာပဲထိုင်စားတဲ့ပုံစံလေးနဲ့စားသောက်ကုန်တွေဒီမှာရပါတယ်ဒီမှာလက်ရှိအရှိမကျွန်တော်တို့ကလောကကျိုးရလက်ရှိပါတယ်ကလောကတော့ဒီကနေကျွန်တော်တို့ market တစ်ခုလုံးစပြီပေါ့နော်ကျွန်တော် Florida market ပြောသလိုအခုဒီမှာထိုင်းရိုးရာအဝတ်စားတွေအကုန်လုံးလက်လုပ်တွေပေါ့နော်အကုန်လုံးကဲအမှန်လို့ကျွန်တော်တို့ဒီ Florida market ကိုလာပြီးလဲခြင်းနဲ့ဆိုရင်ကျွန်တော်တို့ The Best Holiday Tour Travel ဖတ်ထားအောင်အချိန်မျိုးကျွန်တော်ဆက်သွယ်လို့ရပါတယ်အမှန်လို့ဒီမှာဆိုကျွန်တော်တို့ထိုင်းရိုးရာအစားအစာလက်နဲ့လုပ်ထားတဲ့အဝတ်တွေပြီးတော့ဒီမှာကျွန်တော်တို့တင်းဘောတွေဘုတ်တွေနဲ့ကျွန်တော်တို့ဒီမှာလဲလို့ရတာဖြစ်ပါတယ်ကဲအများဆုံးကျွန်တော်တို့ဆက်သွယ်ထားပါအားလုံးမင်္ဂလာပါ